ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကြတော့ဒီမှာရှမ်းဆောင်တီကိုကြီးကိုကြိုပြသွားမှာဖြစ်ပါတယ်စက်သားကတော့အရန်ကိုမှလက်ဆက်တဲ့စက်သားဖြစ်ပါတယ်နော်ဒီမှာအရင်ဦးဆုံးအိုးကိုပူအောင်ထားလိုက်ရတယ်ပူပြီးမှစီကိုထိရမှာဖြစ်ပါတယ်ခင်ဗျာအိုးမပူပဲစီထိရင်စက်သားကကတ်သွားနိုင်တယ်စီကတော့ဒဇွန်ခွေထည့်လိုက်ပါတယ်နော်အမှစီကတော့ size ရောဖြစ်ပါတယ်ပြီးရင်ဂျင်းကိုထည့်လိုက်တယ်နည်းနည်းမှွေလိုက်တယ်နော်ပြီးတော့အမှစက်သားနော်အမှရှမ်းဆောင်တီကိုကြီးဆိုတာအခုကျော်ခုလောက်တဲ့စက်သားဖြစ်ပါတယ်အစက်သားကိုရှာပြီးမှနည်းနည်းလေးမှွေပြီးတယ်နော်မှွေပြီးတော့အမှနည်းနည်းလေးမှွေလိုက်တယ်မှွေပြီးမှတော့ထားခဲ့တယ်ထားပြီးတော့ရောက်ရွှေရွှေလေးနဲ့အရှိုရည်ထောက်လာပါတယ်ခင်ဗျအရှိုရည်ကတော့ုံသီးတွေပါတယ်ပေါ့ဆိုင်မှာရှိတဲ့ဟာတွေနောက်ပြီးမှဂျင်းတွေပါတယ်ထိပြီပေါ့နော်ဂျင်းတွေထဲလို့အမှမှွေပြီးအရင်အနည်းငါမှွေလာအောင်မှွေရတာဖြစ်ပါတယ်ခင်ဗျအမှရောက်ရွှေရွှေလေးနဲ့ဆက်ပြီးမှမှွေပါတယ်ခင်ဗျနော်မှွေတယ်မှွေပြီးမှအမှရေဟင်းရည်ဒါကတော့ကြီးထောင်းလို့ခေါ်ပါတယ်စက်သားအရေပေါ့နော်အဲဒီကရတာမပါပါဘူးဒါပေမဲ့အခုထည့်လိုက်တဲ့အမှားတော့အရတာအကုန်ပြည့်စုံပါပါတယ်ခင်ဗျကျင်းရောက်တွေကတခါတည်းထိပြီးသားဖြစ်ပါတယ်အဲ့ဒါကိုရုပ်ရွှေနဲ့ထည့်ပြီးမှရေပတ်လိုက်တာပေါ့နော်အမှအိုးမှာကင်းနေတဲ့ဟာတွေကိုစင်ကြအောင်ဆေးကြောရပါတယ်ခင်ဗျဟုတ်ကဲ့ပြီးရင်တော့အမှ10မိနစ်9မိနစ်လောက်အမှဖုံးပြီးမှမိုက်လိုက်ပါတယ်ခင်ဗျဟုတ်ကဲ့ရုပ်ရွှေနဲ့ဟမ်ဘွေးတွေထောက်လာပါပြီဟမ်ဘွေးကဝါရိုတွေအန်ရှင်တဲ့ငုံဦးတွေပါပါတယ်ခင်ဗျဒါကြတော့ဟိုပေါ်ပုံစံမျိုးပေါ့နော်ရှင်းပြီးမှချက်ကြိုပြီးတာနဲ့အမှကစတမာကထိခိုင်းနေဆိုရင်ထိပါတယ်ခင်ဗျအရန်ကိုမှကောင်းပါတယ်ဒါကျွန်တော်ဆိုင်မှာလောက်တဲ့ဟာပါနော်ဒီမှာကြတော့ရုပ်ရွှေနဲ့မုန်ကပ်ပါတော့မှဖြစ်ပါတယ်ဒါကြတော့ရှားဟွာလို့ခေါ်ပါတယ်ပစွမ်းကိုလောက်တာပါအဲ့ဒါကိုဒီမှာကျွန်တော်တို့ကထိလိုက်တယ်ခောက်စီကြတော့ကဆမမထိခိုင်းလို့မထိသေးပါဘူးခင်ဗျနောက်ကြမှာပဲထိမှာမုန်ကပ်မဲ့ရှင်ကြတော့အမှရေကိုလက်အိမ်မှာနည်းနည်းထိလိုက်တယ်မုန်ကဟိုမထွက်ပြအောင်ပေါ့နော်အဲ့ဒီမှာရုပ်ရွှေနဲ့ကတ်ပါတယ်ကွာမုန်ကတ်တာတော့အရင်မြင်ပါတယ်လှလေးလှပါတယ်ခင်ဗျရုပ်ရွှေနဲ့ဆိုတော့အရင်ကမှလှပါတယ်ခင်ဗျမုန်ကတ်လည်းမုန်ကတော့အကုန်လုံးကြတော့ဆေပြက်ကတ်ရတာပေါ့နော်အဲ့ဒါဟိုရုပ်ရွှေနဲ့ကတ်နေပါတယ်ခင်ဗျကတ်တယ်မြင်းဆန်ကိုကတ်နေတာပါခင်ဗျဒါကြတော့အရင်ကြာလို့မရပါဘူးခင်ဗျဒီမုန်ကတ်တာကြတော့2မိနစ်ပုံမှန်ဆိုတော့အဲ့တော့အပြီးအောင်ကတ်ရပါတယ်ဒါကိုရုပ်ရွှေနဲ့အမြင့်ဆုံးကတ်နေပါတယ်ခင်ဗျအဲဆိုရင်ဘယ်နှမိနစ်ကြာမလဲဆိုတော့စောင့်ကြည့်ထားလိုက်ပါခင်ဗျဘယ်လောက်ကြာလဲကတ်ပါတယ်မုံကတော့အရင်မြန်တော့လောက်တာရန်ကုန်မှာမြန်ပါတယ်တကယ်တော့ဒီမျိုးဆိုင်ခွဲတွေမှာလောက်ရှင်နေဆိုရင်လည်းဆက်ပြီးလို့ရပါတယ်လူကတော့အများကြီးလိုပါတယ်ခင်ဗျအမှလူကအယောက်20လောက်လိုပါတယ်အဲ့လိုမျိုးတကယ်လို့လောက်ရှင်နေသူရှိစေ KS မှာလေးလိုပါတယ်မလကာမှာလေးလိုပါတယ်နော်တကယ်လို့ဆက်ပြီးလို့ရပါတယ်အဲ့ဒါရုပ်ရွှေလေးနဲ့ကဲပြီးပါပြီခင်ဗျမုံကတော့နော်ပြီးရင်တော့အဲ့လိုမျိုးနည်းနည်းပါတယ်တောက်ထည့်လိုက်ရပါဘောနော်ခုကြတော့ပြီးတော့ပါပြီ